စိတ်ကောင်လုံးကြီးကိုဖိုက်ခွဲအထဲမှာဓာတ်ပေါက်ထမင်းတွေအပြည့်စားသွပ်ပြီးချက်တာမျိုးမြင်ဘူးကြလားဒီနေ့မှာတော့တာမန်ဟင်းချက်ဗီဒီယိုတွေနဲ့မတူပဲအညာကျေးလက်ရဲ့အငွေ့အသက်တွေစူးစမ်းအားထုတ်မှုတွေနဲ့အတူရင်ထဲကိုနှွေးထွေးသွားစေမဲ့စိတ်ကြည်နူးဖွယ်ရာဇလန်းလေးတစ်ပုဒ်ကိုတင်ဆက်ပေးသွားမှာပါသူတို့ဘယ်လိုတွေများအစင်စင်ပြင်ဆင်ချက်ပြုတ်သွားကြမလဲဆိုတာအတူတူကြည့်လိုက်ကြရအောင်ပထမဆုံးအနေနဲ့ရွာကအကူကြီးတွေကစိတ်ကောင်လုံးကြီးတွေကိုရေနဲ့စင်ကြယ်နေအောင်အရင်ဆုံးစပြီးဆေးကြောလိုက်ပါတယ်ဟင်းတစ်ခွက်ရဲ့အသက်ကဟင်းခတ်အမွေးကြိုင်တွေပါပဲဒီမှာတော့လျှက်စစ်ဆက်တွေဘာတွေမသုံးပဲရိုးရကြောက်ပြင်ပေါ်မှာနနွေငရုတ်သီးချင်းကြက်သွန်ဖြူငရုတ်ကောင်းစိနဲ့စားချမ်းတွေကိုတေချာအချိန်ယူပြီးကိုယ်တိုင်ကြိတ်ချေယူပါတယ်အဲ့လိုလက်လက်ဆက်ဆက်ကြိတ်ထားတဲ့အမွေးအကြိုင်အနှစ်တွေကိုခုနကဆေးကြောထားတဲ့စိတ်ကောင်လုံးကြီးတွေပေါ်မှာနေရာအနှက်စိတ်ဝင်သွားအောင်တေချာနယ်ဖက်ပြီးလိမ့်ကြံပေးပါတယ်ကြီးရတာနဲ့ဟင်းအနှစ်တွေကစိတ်သားတွေကိုတေချာစိတ်ဝင်ပြီးအရသာရှိမဲ့ပုံပါပဲစိတ်သားကိုမဆာလာနေပြီးနှက်ထားတော့ဓာတ်ပေါက်ထမင်းအတွက်စာပြီးပြင်ဆင်ကြပါတယ်ဒဲအိုးအကြီးကြီးတဲ့ကိုတန့်စင်တဲ့အုံးစီပြီးတော့ထောပတ်စီတွေကိုရောထည့်လိုက်ပါတယ်အဲဒီနောက်မှာတော့ဟင်းခတ်အမွေးကြိုင်တွေကြက်သွန်နီငိတ်တူပူစိန်ကြိတ်ချေထားတဲ့ငရုတ်သီးအနှစ်ပူဒီနာနဲ့နန်းနန်းပင်ပြီးတော့ခရမ်းကျင်သီးတွေကိုစီးသက်ပါတယ်ရင်းနေစားအချိုးကျထည့်ပြီးတာနဲ့ဘာစမာတီဆန်ရှည်တွေကိုထည့်ချက်လိုက်ပါတယ်ထမင်းကိုအကြက်ကြီးမဟုတ်ပဲစိတ်ကောင်းနဲ့ထည့်ပေါင်းတဲ့အခါအနှီတော်ဖြစ်သွားအောင်ခက်နက်နက်လေးအနေထားရောက်တဲ့အထိပဲတေချာချိန်ဆပြီးချက်ယူလိုက်ပါတယ်အခုကစပြီးဒီဗီဒီယိုရဲ့အရေးအကြီးဆုံးနဲ့စိတ်အလှုပ်ရှားရဆုံးအပိုင်းကိုရောက်လာပါပြီခုနကချက်ထားတဲ့ဓာတ်မောက်ထမင်းပူပူနွေးနွေးတွေကိုမဆလာနေထားတဲ့စိတ်ကောင်လုံးကြီးတွေရဲ့ဝမ်းပိုက်ထဲကိုအပြည့်အစာသွတ်ထည့်လိုက်ပါတယ်ပြီးရနဲ့ထမင်းတွေအပြင်ထွက်မလာအောင်ဝမ်းပိုက်ကိုအပ်နဲ့ချီကျိုးသုံးပြီးတေချာပြန်ချုပ်ပါတယ်ချက်ပြုတ်ဖို့အတွက်ဒဲအိုးအကြီးကြီးတဲ့ကိုရေထည့်အပေါ်ကနေပိတ်ဆက်ခံပြီးအစာသွတ်ထားတဲ့စိတ်ကောင်လုံးတွေကိုအစီအီထည့်လိုက်ပါတယ်ပြီးတော့အပေါ်ကနေအဖုံးလုံအောင်ပိတ်အလေးတုံးဖိပြီးထင်းမီးဖို့ကြီးနဲ့အချိန်ကြာကြီးရင်နွေးငွေးနဲ့ပေါင်းတင်ချက်ပြုတ်လိုက်ပါတယ်အချိန်တန်လို့အဖုံးကိုဖွင့်လိုက်တဲ့အခါမှာတော့အငွေ့တစ်ထောင်းထောင်းနဲ့မွေးပြတ်နေတဲ့စိတ်ကောင်လုံးပေါင်းကိုအသက်ဝင်စွာမြင်တွေ့ရမှာပါကျက်နေတဲ့စိတ်ကောင်ကိုအပြင်ထုတ်ချုပ်ထားတဲ့ကြိုးတွေကိုဖြုတ်ပြီးဓာတ်နဲ့ခွဲလိုက်တဲ့အခါဝါဝင်းပြီးမွေးကြိုင်နေတဲ့ဓာတ်မောက်ထမင်းတွေထွက်လာတာတကယ်ကိုသွားရင်ကြစရာပါပဲစိတ်သားကလည်းအီးဆက်နေပြီးအယိုးကနေအလွယ်တကူကွာကျလာတဲ့အထိနူးညံ့နေပါတယ်မပြောဖက်လေးတွေခင်းပြီးသူတို့ကိုယ်တိုင်ပင်ပန်းချက်ထားတဲ့စိတ်ကောင်လုံးဓာတ်ပေါက်ကိုအရသာခံစားသုံးကြည့်ကြချိန်မှာတော့အမောတွေပြေးသွားစေမယ့်အရသာမျိုးဆိုတာသူတို့ရဲ့ပျော်ရွှင်နေတဲ့မျက်နှာအမူအရာတွေကတက်တည်ပြနေပါတယ်။ဒါပေမဲ့ဒီဗီဒီယိုလေးရဲ့အလှပဆုံးအပိုင်းကအခုမှလာတာပါ။သူတို့ချက်ပြုတ်ထားတဲ့အစားအစာတွေကိုသူတို့ကြီးပဲစားတာမဟုတ်ပဲဘိုးဘွားရိတ်တာကအဖိုးဖွားတွေစီတွားရောက်လှူဒန်းခဲ့ကြပါတယ်။အရသာရှိတဲ့ဓာတ်ပေါက်ထမင်းကိုခံတွင်းတွေ့စွာသုံးဆောင်နေကြတဲ့အဖိုးဖွားတွေရဲ့ပုံရိပ်လေးတွေကဒီဗီဒီယိုလေးကိုကြည့်ရှုရသူတွေရဲ့ရင်ထဲကိုပါနှွေးထွေးသွားစေပါတယ်။ဟင်းတစ်ခွက်ရဲ့အစစ်မှန်ဆုံးအရသာဆိုတာကိုချစ်တဲ့သူတွေလိုအပ်နေတဲ့သူတွေနဲ့အတူတူမျှဝေစားသုံးခြင်းပဲဖြစ်မယ်ထင်ပါတယ်။ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကိုသဘောကျလိမ့်မယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ရှင်။